မင်္ဂလာပါဗျတနခါလေးနဲ့မောင်နှကားလေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျနော်ကျွန်တော်ခုဒီဗီဒီယိုဖိုင်လေးက6လပိုင်း8ရက်နေ့တနင်္လာနေ့အဖွင့်ပွဲအတွက်ကျွန်တော်ရဲ့တလုံးနဲ့တော့လုံးဝပတ်သီးနဲ့ဓာတ်ကွက်ကောင်းမင်းတို့ကွက်ကိုကျွန်တော်အလက်ကားလာရောက်မျှဝေပေးတာဖြစ်ပါတယ်မိတ်ဆွေတို့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုတွေ့ပြီးဆိုတာနဲ့စိတ်ချမ်းသာခြင်းကိုယ်ကြမ်းမှခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလူရဆနာရဲ့တလုံးတော်ရတယ်ပြည့်စုံကြပါစေလို့ကျွန်တော်နှကားလေးကဥစွာပထမနှခွန်းဆက်တာဂါရဝပြုပါတယ်ဗျနော်ကဲဒီဗီဒီယိုဖိုင်လေးရဲ့အဆုံးမှာလေဒါပေါ့နော်မနေ့ဖန်မှာပေါ့နော်ဒါစနေနေ့ကလွှင့်လိုက်တဲ့တကွက်ကောင်းဒါတပတ်စာကတ်တွေကိုမကြည့်လိုက်ရသေးတဲ့အတွက်ကျွန်တော်ဒုတိယအကြိမ်ပြန်ပြောပြပေးသွားမှာပါပြီးကြရင်ကျွန်တော်မိတ်ဆွေတွေထဲမှာကျွန်တော်အားပေးနေတဲ့သူတွေထဲမှာ Telegram သုံးတဲ့သူတွေပါကြလာပြန်နော် Telegram သုံးတဲ့သူတွေပါခဲ့ရင်ဒီအပေါ်မှာ Telegram link လေးချပေးထားပါတယ်အဲ့ Telegram link လေးကိုထောက်ပြီးတော့ကျွန်တော် Telegram channel လေးမှာလာရောက် join ထားပါဗျာနော်ဒီ Telegram channel လေးကဘာတွေတင်လဲဆိုရင်ဒါ live show ပုံမှန်မကြည့်နိုင်တဲ့သူတွေကျွန်တော်တပတ်စာကတ်ကိုကြည့်စော့ခြင်းတဲ့သူတွေအတွက်ဒါတည်တံ့ဖွင့်ပေးထားတာပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီ channel မှာဆိုရင်ဒါအလွယ်တကူဝင်ရောက်ကြည့်ရှုလို့ရတယ်ဗျာ Telegram software ထဲဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော် Telegram account လေးထဲမှာဆိုရင်ဒါတပတ်စာကတ်အမြဲတမ်းတင်ထားတယ်ပြီးကြရင်ကျွန်တော်တို့နေကုံစာတစ်လုံးနဲ့တော့လုံးဝပတ်သီးဓာတ်ကွက်ကောင်းနေရအစဒီ Telegram channel လေးမှာတင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဒါတူတူရောက်ချင်းဒီ Telegram သုံးတဲ့သူဆိုဝင် join ထားတဲ့ channel လေးဖြစ်ပါတယ်ဗျာနော်ကဲဒါဆိုပြောမှာဗျာနော်မနေ့ဖန်အတွက်ကျွန်တော်ရဲ့တစ်လုံးနဲ့တော့လုံးဝပတ်သီးကကျွန်တော်တေချာမှတ်ပါ3ပိုင်း3ပတ်သီးဖြစ်ပါတယ်ဗျာနော်6လပိုင်း8ရက်နေ့တနင်္လာနေ့အဖွင့်ပွဲကျွန်တော်ရဲ့တစ်လုံးနဲ့တော့လုံးဝပတ်သီးက3ပိုင်း3ပတ်သီးဖြစ်ပါတယ်ဗျာနော်ကဲကြိုက်နေတတ်တဲ့သူတွေကစားပါဒါတစ်လုံးနဲ့တော့လုံးမှန်ပတ်သီးရ3မှန်3ပတ်သီးနေကုံပတ်သီးဖြစ်ပါတယ်နော်တနင်္လာနေ့တနေကုံစားပတ်သီးဖြစ်ပါတယ်3နဲ့ပတ်သက်ရင်ဘယ်လိုကဏ္ဍမျိုးတင်ထုတ်ရမလဲအသေးချာမှတ်ပါ3နဲ့ပတ်သက်ရင်38ရယ်31ရယ်32မှ6ရယ်ဒီကဏ္ဍလေးတွေက main over 3နဲ့ပတ်သက်ရင်32မှ5ဒီဓာတ်ကွက်ကောင်းဖြစ်ပါတယ်ဗျာနော်တခါလေးပြောလိုက်ပြီနော်32မှ5ဒီဓာတ်ကွက်ကောင်းဖြစ်ပါတယ်ကဲအရန်လုံးမိုင်ပတ်သီးလေးကအသေးချာမှတ်ပါအရန်လုံးမိုင်ပတ်သီးလေးက8ပိုင်း8ပတ်သီးလေးဖြစ်ပါတယ်ဗျာနော်ကဲအရန်လုံးမိုင်ပတ်သီးက8ပိုင်း8ပတ်သီးပါ8နဲ့ပတ်သက်ရင်8ပူးရယ်8 3ရယ်တခြားမှတ်နော်8 1ရယ်86ရယ်80နဲ့မှ9ရယ်ဆိုရက်ကနန်းလေးဖြစ်ပါတယ်နော်8ပူး8 3 8 1 86 89ဆိုရက်ကနန်းလေးတွေဟာ main or ကနန်းလေးတွေဖြစ်ပါတယ်ဗျာနော်ကဲဒါလေးရတော့ကျွန်တော်ရဲ့ဒါတနင်္လာနေ့အဖွင့်ပွဲ6လပိုင်း8ရက်နေ့တနင်္လာနေ့အဖွင့်ပွဲကျွန်တော်ရဲ့တက်လုံးနဲ့တော့လုံးမှန်ပတ်သီးအရန်လုံးမှန်ပတ်သီးနဲ့ဓာတ်ကွက်ကောင်းလေးတွေကိုအလကားမျှဝေပေးခဲ့တာဖြစ်ပါတယ်နော်ကဲကူပြောမှာကဘာလဲဆိုတော့ကကျွန်တော်တို့ဒါမနေ့ကတပတ်စာကတ်ကိုမှတ်မိလိုက်သေးတယ်ဆိုတော့တပတ်စာကတ်မပြောခင်မှာကျွန်တော်ကြော်ညာဝင်မယ်ဗျအဲ့ဒါလေးကဘာလဲဆိုတော့ကျွန်တော်အဖွဲ့ဝင်ခေါ်ပါတယ်အဖွဲ့ဝင်ကြီးက2000ကျပ်ပါအဖွဲ့ဝင်တဲ့အခါမှာကျွန်တော်ဒီမှာ3ရက်မကျော်ပတ်သီးနဲ့မွေးကနန်းကိုဒါအဓိကကစားနိုင်မှဒါကျွန်တော်ရှိမှာ member ဝင်ပါဗျနော် member ဝင်တဲ့သူတွေအနေနဲ့ဒါအကျိုးခံစားခွင့်အထူးခံစားခွင့်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒါပေါ့နော်ကျွန်တော်ရှိမှာဓာတ်ကွက်ကောင်း2ကွက်ကောင်းကိုဒါလှမ်းပြီးတော့ဖုံးဆက်ပြီးတော့တောင်းလို့ရတာဖြစ်ပါတယ် member တီးတံပဲကျွန်တော်ပေးတာဖြစ်ပါတယ်နော်ဒါ member ဝင်တဲ့သူတီးတံပဲကျွန်တော်ပေးသွားမှာဖြစ်ပါတယ်အနိကဓာတ်ကွက်ကောင်း2ကွက်ကောင်းလေးတွေကအစားပေါ့နော်ဒါ member လာဝင်ထားပါအနိကဓာတ်ကွက်ကောင်း2ကွက်ကောင်းလိုချင်ရင်3ရက်မကျော်ပတ်သီးနဲ့မွေးကနန်းလေးလူချင်းမန်ဘာလာဝင်ထားပါမန်ဘာလာဝင်တဲ့အခါမှာသတိထားရမှာလူလိမ်လူညာခံရမှာဆိုလို့ KB WB ဖုန်းနံပါတ်တစ်လုံးကိုတစ်ခါလေးပြောပြမယ် KB WB အကောင့်ဖွင့်ထားတာအကောင့်နာမည်ကဒေါ်ထေးမြင့်ဖုန်းနံပါတ်က3994392939ဆိုတဲ့ဖုန်းနံပါတ်ပါ KB WB အကောင့်ဖွင့်ထားတဲ့အကောင့်နာမည်ကဒေါ်ထေးမြင့်ထိုင်းရနေပြီးတော့မန်ဘာဝင်နေတဲ့သူတွေအတွက်ကျွန်တော်ဘတ်200ကျပ်နဲ့ကျွန်တော်စီစဉ်ပေးထားပါတယ်ဗျနော်ကဲဝင်မဲ့သူတွေအခုညလာရောက်ဆင်းပေးထားပါဘယ်မှာဝင်ရမလဲဆို Viber ဖုန်းနံပါတ်ဒီမှာတင်ထားတယ်3996853999လေးနဲ့ပြည့် Messenger မှာလာဝင်လို့ရပါတယ်ဗျာနော်ကဲအားလုံးကိုချစ်ပါတယ်ကျွန်တော်ဒါတပတ်စာကတ်ကလေးပြောပေးမယ်တပတ်စာကတ်ကဒါထိပ်စီး3လုံးအပူပါအခွေမှာဆိုရင်1နဲ့3ဆိုတဲ့အပူပါထိပ်စီး3လုံးအခွေဖြစ်ပါတယ်ထိပ်စီးတီးတန်လိုက်ချင်တဲ့သူတွေတနင်္လာအင်္ဂါ2ရက်အတွင်းလိုက်လို့ရပါတယ်ဗျာနော်ကဲဘောက်ဖရိတ်ကလေးကတော့ကျွန်တော်တို့35ဖရိတ်ပါတင်ထိုးရမှာတော့3355 831914အဲ့လိုမျိုးခဏမျိုးတင်ထိုးရမှာဖြစ်ပါတယ်ဗျာနော်ကဲလေးလုံးအခွေလေးကတော့6989ဆိုတဲ့အပူပါလေးလုံးအခွေလေးဖြစ်ပါတယ်မွေးကနန်းလေး2ကွက်ကောင်းပါကျွန်တော်တို့84နဲ့34 2ကွက်ကောင်းပါကျန်တဲ့4ကွက်ကတော့ပေါ့နော်ခွန်4ခွန်1ခွန်3 4143 1
13ဆိုတဲ့ကနေလေး6ကွက်ကဒါတစ်ပတ်စာထူးရှယ်မွေး6ကွက်ကလေးဖြစ်ပါတယ်ဗျနော်ကဲအားလုံးပဲကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုစုံဝန်းတိုင်အောင်ကြည့်ပြီးတဲ့အခါမှာဒါမိတ်ဆွေတို့အတွက်အကျိုးတစုံတရားရရှိခဲ့တယ်ဆိုရင်နံပါတ်1ချက်ဒီဗီဒီယိုဖိုင်လေးကိုအများများပေါအောင် share ခဲ့ပါနံပါတ်2ချက်ကျွန်တော်နှုတ်ကပြောတဲ့ကနေတော့ comment မှာ man ခဲ့ပါနံပါတ်3ချက်ကျွန်တော်ဗီဒီယိုအသစ်တွေတင်တန်းတွေ့မြင်အောင်ညဒီဗီဒီယို like and follow နဲ့ကူညီခဲ့ပါ Telegram သုံးတဲ့သူတွေပါရင်အရန်အကျိုးရှိတဲ့ channel လေးဖြစ်တော့ subscribe နေထားပါဒီဘောက link လေးကိုတစ်ချက်ထောက်ပြီးတော့ channel လေးကို subscribe နှိပ်ပြီးတော့ join ထားပါဗျာနော်ကဲအားလုံးကိုချစ်ပါတယ်ဒါအားလုံးလည်းပေါ့နော်မနေ့ဖန်မှာအဆင်ပြေမှုတွေပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ငကားလေးစုတောင်းပေးပါတယ် Telegram channel ကို join ပြီးအောင် join နော်အားလုံးကိုချစ်တယ်ဗျဘိုင်ပါနော်